AC Milan တင်းရဲ့နီးပြသည့် Ruben Amorim ကသူ့ရဲ့ကစားသမားဟောင်းမေဆန်မောင်းကိုပြန်လည်ခေါ်ယူခြင်းတဲ့သတင်းအပါအဝင်ဇွန်လ29ရက်နေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Entertainment My Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမဆုံးသတင်းကတော့ Manchester United ကွင်းလယ်လူမေဆန်မောင်းရဲ့အကြောင်းပါ။ Tim Talk ရဲ့ဖော်ပြချက်အရ AC Milan တင်းရဲ့နီးပြသည့် Ruben Amorim ကသူ့ရဲ့ကစားသမားဟောင်းမေဆန်မောင်းကိုပြန်လည်ခေါ်ယူခြင်းတယ်လို့သိရပါတယ်။သတင်းမှာတော့ Man U တင်းကမေဆန်မောင်းအတွက်ကမ်းလှမ်းမှုတွေကိုနားထောင်ဖို့အသင့်ရှိနေပြီးယူရို25သန်းဝန်းကျင်နဲ့အယောင်းဝယ်ဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့မေဆန်မောင်းရဲ့လစာမြင့်မားမှုကြောင့်အမြဲတမ်းခေါ်ယူဖို့ထက်အငှားစာချုပ်နဲ့ခေါ်ယူနိုင်ခြေကပိုများနေပါတယ်။နောက်ထပ်သတင်းကတော့လီဗာပူးတင်းရဲ့သတင်းပါ။လီဗာပူးတင်းကလူငယ်တောင်ပန်ကစားသမားဆာအစ်အမာလာကိုစိတ်ဝင်စားနေတယ်လို့ Tim Talk ကဖော်ပြထားပါတယ်။အသက်19နှစ်အရွယ်ဂျာမနီလူငယ်ကျယ်ဝင်းဟာအမြန်နှုန်းနီးစနစ်နဲ့ဂိုးသွင်းနိုင်စွမ်းကြောင့်ချီးကျူးခံနေရပြီးတန်ကြေးအနေနဲ့ပေါင်43သန်းကျော်အထိရှိနေပါတယ်။လီဗာပူးရဲ့အဓိကပြစ်မှတ်ကရန်ဒီယိုမန်ဒီဖြစ်နေစေဖြစ်ပေမဲ့အပြောင်းရွှေ့ခက်ခဲနေတာကြောင့်အမာလာကိုအစားထိုးရွေးချယ်မှုအဖြစ်စောင့်ကြည့်နေတာဖြစ်ပါတယ်။တတိယသတင်းကတော့တော်တဟော့စပါသင်းရဲ့လူငယ်ကွင်းလယ်လူအာဂျီဂရေးအကြောင်းပါ။သတင်းတွေအရစပါသင်းကဒီနွေရာသီမှာကွင်းလယ်ကစားသမားသစ်တွေခေါ်ယူဖို့အစီအစဉ်နေတော့လဲအာဂျီဂရေးကိုတော့လုံးဝရောင်းချဖို့မရှိဘူးလို့အတည်ပြုထားပါတယ်။နီးပြရောဘတ်တိုဒီဇာဗီကအာဂျီဂရေးရဲ့ဘတ်ဆောင်ကစားနိုင်မှုကိုအရန်သဘောကျနေပြီးအသင်းရဲ့အနာဂတ်အတွက်အရေးပါတဲ့ကစားသမားအဖြစ်သတ်မှတ်ထားပါတယ်။ဒါကြောင့် Leeds United အပါအဝင် Newcastle နဲ့အခြားအသင်းတွေရဲ့စိတ်ဝင်စားမှုတွေရှိနေပေမဲ့စပါဘက်ကတော့ဆွေးနွေးဖို့တောင်မစင်စားဘူးလို့သိရပါတယ်။နောက်ထပ်သတင်းကတော့မိုနာကိုအသင်းရဲ့ပြင်သစ်ကျယ်ဝင့် Madness ရဲ့သတင်းပါ Manchester United, Liverpool, Spurs နဲ့ Newcastle တို့ကစိတ်ဝင်စားနေကြပေမဲ့ကစားသမားကိုယ်တိုင်က PSG ကိုသာပြောင်းရွှေ့ခြင်းတယ်လို့အသိပေးထားကြောင်း Tim Talk ကဖော်ပြလာပါတယ်။ PSG နဲ့ Monaco တို့ကြားမှာဆွေးနွေးမှုတွေကလည်းတိုးတက်နေပြီးပေါင်သန်း60ဝန်းကျင်နဲ့အပြောင်းရွှေ့ဖြစ်လာနိုင်တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်း Liverpool ကွင်းနဲ့လူ Curtis Jones ကို Inter Milan ကဆက်လက်ခေါ်ယူဖို့ကြိုးစားနေပါတယ်။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Inter Milan ဘက်ကပေါင်21သန်းဝန်းကျင်ထိကမ်းလှမ်းထားပေမဲ့ Liverpool ကတော့ပေါင်34သန်းခန့်အလိုရှိနေပါတယ်။ Inter Milan ဘက်ကဒီဈေးနှုန်းကိုမပေးနိုင်ဘူးလို့ပြောထားပေမဲ့ဆွေးနွေးမှုတွေကတော့ဆက်လက်ရှိနေသေးပါ။သတင်းတွေအရ Curtis Jones ကိုယ်တိုင်ကလည်းအီတလီကိုပြောင်းရွှေ့ကစားခြင်းနဲ့ဆန္ဒရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Liverpool ကတော့စတာကျုံနောက်ဆုံးနှစ်ရောက်နေပေမဲ့ဈေးမလျှော့သေးတဲ့သဘောထားကိုကင်ဆွဲထားပါတယ်။အခြားတစ်ဖက်မှာတော့ Man U အသင်းနဲ့ Chelsea အသင်းတို့ကဒေါမွန်ကွင်းလယ်လို Phoenix Ammancha ကိုစိတ်ဝင်စားနေတယ်လို့တင်းတော့ကဖော်ပြထားပါတယ်။ Newcastle ကတော့ပြောင်းရွှေ့ခြင်းမြင့်မားတာနဲ့ကစားသမားဘက်ကလည်းသိစိတ်ဝင်စားတာကြောင့်နောက်ဆုတ်သွားတယ်လို့သိရပါတယ်။ဒေါမွန်ဘက်ကတော့ယူရိုတန်း100ဝန်းကျင်သတ်မှတ်ထားတယ်လို့ဆိုပေမဲ့အမှန်တကယ်ဆွေးနွေးရင်ဒီထက်နည်းတဲ့ဈေးနဲ့လည်းဖြစ်နိုင်တယ်လို့သတင်းတွေကဆိုထားပါတယ်။လက်ရှိမှာတော့ Man U နဲ့ Chelsea တို့ကစောင့်ကြည့်နေတဲ့အဆင့်သာရှိသေးပြီးတရားဝင်ကမ်းလှမ်းမှုတော့မရှိသေးပါဘူး။နောက်ဆုံးသတင်းကတော့ West Ham အသင်းရဲ့အသင်းကောင်းဆောင် Gareth Bowen ရဲ့သတင်းပါ။ Tim Talk ရဲ့အဆိုအရ Everton နီးပြ David Moyes က Bowen ကိုပြန်လည်ခေါ်ယူခြင်းနေပြီး Bowen ဘက်ကလည်း Moyes နဲ့ပြန်လည်လက်တွဲဖို့စဉ်းစားနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ West Ham ဘက်ကတော့အသင်းရဲ့အဓိကကစားသမားဖြစ်တာကြောင့်ဆက်ထိန်းထားခြင်းနေစေဖြစ်ပါတယ်။စပါးနဲ့ Aston Villa တို့ကလည်းစောင့်ကြည့်နေကြတာကြောင့် Bowen ရဲ့အနာဂတ်ကစိတ်ဝင်စားစရာဖြစ်နေပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။ဒါကတော့ဇွန်လ29ရက်နေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။